နောက်တစ်ခုကတော့ Scorpio ပဲဖြစ်ပါတယ်။ Scorpio တို့ကအောက်တိုဘာ23ရက်ကနေနိုဝင်ဘာ21ရက်အထိမွေးဖွားရသူတွေအတွက်ဖြစ်ပါတယ်။သူတို့ရဲ့သင်္ကေတကတော့ကီမီကောက်ပဲဖြစ်ပါတယ်။အမြင်နိုင်အောင်လေးတစ်စိမ်နဲ့အမှန်ကိုထုတ်ပေါက်တတ်တဲ့ဇက်ကောင်မှာ Scorpio တို့ကအတွင်းစိတ်နဲ့ရှိုင်းမှုနဲ့အဆွဲမြဲမှုပြင်းပြမှုကိုကိုယ်တိုင်ပဲကိုစားပြုနေတဲ့သူတွေပါ။သူတို့ဟာချစ်ရင်ပြင်းပြထန်တဲ့ချစ်တတ်ကြရဲ့။မုန်းရင်လည်းတင်းတင်းကြပ်ကြပ်ထိရက်တည်တတ်တယ်။အလေလန်းကတော့မရှိပါဘူး။သူတို့ကြောင့်ကိုအပြင်ကနေမြင်ရရင်တော့တစ်ခါတလေမှားမြင်တတ်တယ်။ဘာလို့လဲဆိုတော့သူတို့ဟာစိတ်ခံစားမှုကိုအတွင်းထဲကချုပ်ထားတတ်ကြတာမို့ပါ။ဒါပေမဲ့အတိအကျပြောရရင်တော့သူတို့ရဲ့စိတ်သက်သစ္စာဆွေးမြဲမှုတွေကတကယ်ကိုထူးခြားပါရဲ့။ Scorpio တို့ကစုံစမ်းလိုစိတ်နဲ့မရက်တနိုင်တဲ့အမျိုးအစားရုပ်ထွေးတဲ့အရာတွေကိုအတွင်းနဲ့ထက်ထိဝင်ကြည့်ရင်းနဲ့တဖြည်းဖြည်းလေးဖြည့်ခင်းတတ်ကြရဲ့။သူတို့ကမျက်နှာပြင်မှာညင်သက်မှုရှိပေမဲ့အတွင်းစိတ်ထဲမှာတော့ပယ်လယ်ထဲကပုံတိုင်းနဲ့တောင်းတူပါတယ်။မင်းက Scorpio ဆိုရင်မင်းဟာသစ္စာရှိပြီးတော့စိတ်သက်ခံပါရဲ့သူဖြစ်တယ်။မင်းမှာအတွင်းပိုင်းစွာအားနဲ့လူတွေပေါ်သဘာဝဆွဲဆောင်မှုဘာဝင်လျက်ရှိတယ်။တခြားလူကမင်းနဲ့မျက်လုံးချင်းကြည့်ပြီးတော့ပြောရင်တကယ်ကိုရေခုံစရာပါပဲ။